လာပါနော်ကျွန်တော်တို့ online money and channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့တွေလမ်းလျှောက်ရင်ငွေရမှာပေါ့နော်လမ်းလျှောက်ရင်ငွေရမှာထုတ်တဲ့သူတွေလည်းထုတ်နေပေါ့နော်လမ်းလျှောက်ရင်ငွေရမယ် APP ပေါ့နော်ကိုယ့်ဘက်ကငွေတစ်ပြားတစ်ချက်မှထုတ်ဆက်ရမလို့ပေါ့နော်အဲ့လို APP မျိုးဖြစ်ပါတယ်ကျွန်တော်တို့ချက်ကြည့်ရအောင်နော်ကျွန်တော်ထောင်းပြီးတော့ Play Store နဲ့ထောင်းပြီးတော့ဝင်တော့ဒါဘူပြန်ခံရပါတယ်ဘူပြန်မခံမရဘူးပေါ့နော်ကျွန်တော်အစင်းစင်းနေနှိမ့်သွားပေါ့နော်ဒီမှာနှိမ့်သွားရင်တို့နာမည်တောင်းတယ်ပေါ့နော်ကျွန်တော်ကတော့မြန်မာလို့မိုင်လို့ပဲထည့်လိုက်မယ်ပေါ့နော်ဖုံချလို့မရဘူးမိုင်လို့ပဲထည့်လိုက်မယ်နော်โอเคသူကဒါကကျွန်တော်ဘူပြန်ခဏတော့ UN နဲ့ပေါ့နော် United နဲ့ပဲဖွင့်လိုက်တယ်ကျွန်တော်အဲ့ဒီမှာအန်ဆူရမယ်ကျွန်တော်အပေါ်ဆုံးဟာလေးနေတာနဲ့1 can do မှာအမှန်မှာကျွန်တော် Google နဲ့ချိန်ရမယ်ပေါ့နော် Google နဲ့အကောင့်တစ်ခုချိန်ရပါမယ်ဟုတ်ပြီနော်ကျွန်တော် Google နဲ့ချိန်လိုက်ရင်1လေးလဲနေလိမ့်မယ်နော်ကျွန်တော်ချိန်ပြီးပါရဖြစ်ပါတယ်ချိန်ပြီးချိန်လိုက်တာနဲ့အဲ့လို1လေးလဲနေပါလိမ့်မယ်โอเคသူကဒီမှာ variation code ဖြစ် version code ပေါ့နော် register code တောင်းတယ်ပေါ့နော်ထည့်ခြင်းတဲ့သူကထည့်ပေါ့နော်မထည့်ခြင်းတဲ့သူကြတော့ Invica မှာနှိပ်ပြီးတော့ကြောလို့ရပါနော်โอเคဒါဆိုတော့ပို့ပါမယ်နော်ကျွန်တော်တို့ register code ထည့်တဲ့သူကဒီမှာ coin 1000တန်းရတယ်ပေါ့နော်အဲ coin 1000တန်းရပါတယ်ကျွန်တော် register code ကိုကျွန်တော် Telegram channel မှာတင်ပေးထိုင်မယ်ပေါ့နော်โอเคပါကျွန်တော်ဒါဆိုရင် coin 1000တန်းရတယ်ပေါ့နော် coin 1000တန်းရပြီသူဘယ်လိုလုပ်ရလဲဆိုရင်သူကဒီမှာပေါ့နော်ရှင်းပြရတယ်ပေါ့နော်လမ်းလျှောက်နေနေသူကအော်တိုပတ်စံရပါတော့ဖုန်းလေးလှုပ်နေနေလည်းပတ်စံရတယ်ဒီ APP ကဖုန်းထဲမှာထည့်ထားတင်တာပေါ့နော်ကျွန်တော်တို့ဒါတွေကတကယ်ရပါတယ်free ပေါ့နော်ဘာငွေ1900စိုက်ထုတ်ကြမလို့ပေါ့နော်ကိုဖုန်းထဲမှာထည့်ထားနေအော်တိုငွေရနေမှာပါဒီလိုဟာမျိုးလေးရလုပ်တင်တယ်ပေါ့နော်ကျွန်တော်ငွေပြားတစ်ချက်မှလုပ်ကြမလို့ကျွန်တော်ဝီဝတ်လုပ်ဖို့သူဆိုတည်ရပေါ့နော်ဒါတွေကဝီဝတ်ပုံစံမှာပဲကျွန်တော်လမ်းလျှောက်နေငွေရတယ်ပေါ့နော် try လမ်းကျနေတယ်ပေါ့နော်ဝေဒါကတော့ APP ကိုရောက်လာပြီနော်ဝေအဲ့ဒီမှာသူပြထားသလိုပဲပေါ့နော်သူပြထားသလိုဒီမှာ manual ရှိရပါတော့အဲ့ဒါလေးဒီဘက်ကိုဆွဲပေးလိုက်ပါတော့ဒါဆိုရင်တော့ coin ရမှာဖြစ်ပါတယ်ကျွန်တော် A ဘက်ကိုဖွင့်လိုက်တာနဲ့ဒါကတော့သူ free စပေးတယ်ပေါ့နော် coin ကြီးဖြစ်ပါတယ်ကျွန်တော်ဘာလို့လဲဆိုရင်ဘူပြန်တော့လိုပါပေါ့နော်ဘူပြန်လေးချိန်ထားပြီးတော့ဒီမှာ coin တယ်ရမယ် okay ခေပေါ့ရှိမယ်အဲ့သူရှင်းပြထားပြီပေါ့နော်ကိုမလို့ချင်းကြိုလိုက်စပိန်ရှိမှာပေါ့နော်ကျွန်တော်ကတော့လောလောဆယ်မှာ coin က1100ရထားပေါ့နော် coin 1100ဘယ်လိုငွေထုတ်ရမလဲဆိုရင်ကျွန်တော်ဒီလိုပေါ့နော်တော့တနေ့ကိုဒီမှာဝဲလက်ထုတ်တယ်ပေါ့နော်ဒီမှာစီးရင်းနဲ့သူက1500ဆိုရင် coin 1500ပေါ့နော်ဒီပေါ့နော်ကပောက်ကလေးနဲ့မိနစ်နဲ့ရပါတော့ကျွန်တော်ဒီမှာဆိုရင် level ပါမယ်ဒါကကြတော့ဂိမ်းဆိုရင်လည်းရပါတော့ဒီထဲမှာစပိန်လှည့်လို့ရမယ်ဂိမ်းတွေဆော်လို့ရမယ်ပေါ့နော် coin ရေးစုရတာပေါ့နော်ဘယ်ကျွန်တော်ဒါတွေကိုဘယ်လိုငွေထုတ်မလဲဆိုရင်ဒီအံပြားလေးကိုနေတယ်ပေါ့နော်အံပြားလေးကိုနှုတ်လိုက်ရင်ကျွန်တော်တို့ဒီမှာရနေပေါ့နော်ကျွန်တော်ဆိုရင်3.55ပေါ့နော်အဲ့ဒါတွေရတယ်55ဆိုရင်ကျွန်တော်တို့မြန်မာငွေနဲ့ဆိုရင်ကျွန်တော်တို့သူက3000လောက်ရှိရဆို1500လောက်ရပါပြီပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဘယ်လောက်မှထုတ်လို့ရတယ်ဆိုချက်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဘယ်နေရာမှာငွေထုတ်ရမလဲဆိုရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော်ဒီ speed ဆိုတဲ့နေရာမှာချက်နေတာနဲ့ကျွန်တော်ဒီမှာ PayPal ဆိုတာရှိရပါတော့ဒီမှာ PayPal PayPal ပြလို့ PayPal အကောက်ကိုမှရှိကြမလို့ပါဘူးကျွန်တော်တို့မှာ Gmail ရှိတာနဲ့ PayPal နဲ့တောက်ထလို့ရပါတော့ PayPal အကောက်ကိုမှရှိကြမလို့ဝယ်တဲ့သူတွေကျွန်တော်တစ်ခါပြပေးမှာပေါ့နော်အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ဒီမှာဒေါ်လာ20ကနေပြီးတော့စတယ်ဘယ်လောက်မှစထလို့ရမလဲဆိုရင် coin က4000ခွဲမှရမှာပေါ့နော် coin 4000ခွဲကဘယ်လောက်မှမကြောက်ဘူးပေါ့နော်ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုရင်ကျွန်တော်ဒီနေ့ကို level လိုက်ရှိပေါ့နော် level လိုက်ဆိုတားရတချို့လူဆိုရင်ထုတ်နေပြီပေါ့နော်ကျွန်တော်ဒီမှာ gain တွေဆွဲနေရှာလို့ရတယ်ဖုန်းလှုပ်ရင်းနဲ့လည်းရှာလို့ရပါပေါ့နော်ဒါဆိုရင်အများကြီးပေါ့နော်သူတော့တဲ့ gain တွေအများကြီး okay ကျွန်တော်ဒါကိုမလုပ်ရမလဲဆိုရင်ကျွန်တော်ဒီမှာ invite ပေါ့နော်တကယ်ချင်းခေါ်ရင်သူ coin ရပါတော့2000စီရပါတော့တယောက်စီရရင်2000ရမယ်သူ1000 9000ပေါ့နော်ဒါကမီးတော့ဆိုရတာပါ okay ကျွန်တော်ဒါကိုဘယ်မှာရောက်အောင်မလဲဒီအပြည့်ဒါလေးရတော့မနော်ဒီမှာကျွန်တော်လမ်းချောင်းရမယ်ဟာပေါ့နော် coin နေပေါ့နော်သူကအကန့်တက်ကမရှိဘူးပေါ့နော်100ကျော်ဒီ100ကျော်နဲ့ကျွန်တော်ဒီမှာဒီဟာလေးလိုက်စုမယ်ဆိုရင်မလေးပေါ့နော်ဒါကျွန်တော်ချက်ကြည့်လိုက်မှာပေါ့နော် coin လေးတွေနဲ့ဂိမ်းစောနဲ့လည်းရပါတော့ဒီမှာ like ကလေးကြည့်လိုက်ပါโอเคကျွန်တော်ဒါဘယ်မှာငွေထုတ်ရမလဲဆိုရင်မဒါလှုပ်ရင်ဒီဟာလေးတက်မှာနော်တက်ရင်ဒီဟာလေးဆွဲပြလိုက်တာနဲ့ကျွန်တော်ပတ်ဆိုင်ရမှာပေါ့နော်ဝယ်ဒါလေးဘယ်မှာငွေထုတ်ရမလဲဆိုရင်ဒီဟာလေးပြည့်တယ်ဆိုရင်ကျွန်တော်စီမှာလည်းလာရောက်ပြီးတော့ဆက်သွယ်ပြီးတော့လည်းထုတ်ပေးပါတယ်ကျွန်တော်ကူညီပေးပါတော့အစားဆုံး
ငွေထုတ်တဲ့သူကိုလည်းရပါတယ် KB ဝန်မန်းကြီးအထဲဒီရောက်တဲ့ဒီကူညီပေးပါတယ်ဘာမှမလုပ်ပေါ့နော်ဘာကောက်မှလည်းမလုပ်ပါဘူးကျွန်တော်ဘက်ကစူးစမ်းမှုနဲ့ချိန်မလေးတစ်ခုပဲလိုရဲပေါ့နော်ဒီလူဟာတွေကစုရတာပေါ့နော်